Yes, yes. ဖြည်းဖြည်းကျောဘက်ကိုနည်းနည်းယူကျောဘက်ကိုနည်းနည်းယူညာဘက်ကိုနည်းနည်းယူဘယ်ဘက်ကိုနည်းနည်းယူရဖြောက်တော့ဖြောက်မဆွဲမကွေးနဲ့ဖြောက်ဆွဲရအဲ့ဒါလေးကလည်းဘာလို့လဲလားဘယ်ဘက်ကိုနေဘယ်ဘက်ကိုရဖြောက်အဖြောက်ရအဲ့ဒါပဲလားဒီကနေဒီတက်ပဲဘုံနေပြပြန်ဖြောက်ဖြည်းတော့ဖြည်းလားဖြည်းလားတစ်ချက်စီ